Hello everyone ကျွန်တော်ဒီနေ့မှာတော့ Blastoise FPG shooting ကြီးကိုလာဆော့ပြပြန်တာပဲဖြစ်ပါတယ်။အားလုံးပဲဒါဆိုရင်တော့စလိုက်ကြရအောင်။ကျွန်တော် channel ကပြီးခဲ့တဲ့ video ကပေါ့နော် view ကစုပ်ပြတ်တက်နေရပဲကျွန်တော်အတန်တမျိုးဖြစ်နေနေတောင်းပန်ပါတယ်။အခုမှအိပ်ရထားပြီး video ထားရိုက်တော့လေသူများကြီးလည်းအိပ်နေအောင်အကျယ်ကြီးပြောလို့မရဘူး။ view ကလုံးဝမတက်ဘူးပြသလားစုပ်ပြတ်တက်နေရပဲ။ကျွန်တော်လည်းတက်နိုင်နေများတော့ကောင်းလို့လာပါတယ်မတက်တာကျွန်တော်လည်းမတက်နိုင်ဒီ video လေးကိုတော့နည်းနည်းလေး view ရခြင်းနဲ့အဲ့တော့ကျွန်တော်အခုထားလိုက်ပါတာဒီအခု game ကိုစမ်းလိုက်ရအောင်ဒီ game ကကျွန်တော်တို့ဒီဝါဆို mobile ဆိုရဲပေါ့နော် Call of Duty ဝါဆို mobile ဆိုရဲ mobile FPS shooting game ကိုတော်တော်လေးနဲ့တူအောင်လုပ်ပေးထားတယ်အဲ့ကျွန်တော်ခုနပြောလိုက်တဲ့ဝါဆို mobile ဆိုရဲ game ကကျွန်တော်တို့လို memory foam သမားရောင်မှာ store မရဘူး high end တော့မရသေးဘူးဗျာလုံးဝ flash တကယ် flash တွေမှရတယ်တကယ်ဆိုးရတာကြီးရတော့ကဲကျွန်တော်တို့ဝင်သွားပြီ game နဲ့ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက်က review ပေးခဲ့တဲ့ Engage Union လေးကိုသဘောကျလားမကျလားလည်းမရေးကြဘူးဗျာတို့ကဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်ဒီမှာကြည့်ပြမယ်အေးတွေ့လားအဲ့လိုကျွန်တော်ပြမယ်ကြည့်လိုက်ခဏလေးတော့ကျွန်တော်ပြင်မယ်နော်ရောစပုံမှန်ရမယ်အနောက်မှာကျွန်တော်အမေဖျားလာရုံနဲ့လို့အတန်လေးပါလိုက်နဲ့တောင်းပန်ပါတယ်ဒီခံကြည့်ပေးကြပါโอเคကျွန်တော်ရှုံးသွားပြီဆိုတော့ဂိမ်းနဲ့ပြရတာမိုက်ကြီးကျွန်တော်လည်းကြိုက်တယ်လူတယောက်ဝင်လာပြီနှစ်ယောက်တော့မှရှော့ဟာတော်ပြီတွားပြီနှစ်ယောက်တော့မှကျွန်တော်သိပြီထင်တယ်ဘရိုတို့ရေရောက်ကဲဟာတွားပြီသိပြီကျွန်တော်ကဒါအပျော်လောက်တာမဟုတ်ဘူး brother တို့ကျွန်တော်ခိုင်ရိုတို့ပါတော့ကိုခိုင်ရိုတို့ကိုမြန်မာ crustar တို့ကျွန်တော်တို့ရဲ့ idol ကြီးတဘောကြလို့ကျွန်တော် like လုပ်တာဖြစ်ပါတယ်ဒါမဲ့ကျွန်တော်ဘယ်သူမှအတူမခိုးပါဘူးကိုပုံစံနဲ့ကိုပဲလုပ်ပါတယ် okay အဲ့ဒါလေးရင်ပြောပြထားခြင်းနဲ့ကဲ sniper တော့အရေးကြီးတယ်တတိယပဲနေမယ်နော်โอ้သွားပြီကျွန်တော် short ဝိုက်ကျင်းကောင်းလိုက်ကြပါလားရေ okay တော်ကောင်းတယ်နော်ဟိုဆုံးနောက်ဆုံးညတင်မိမယ်နော်အတန်တိုးနေတောင်းမှမှာလေနော် okay ကျွန်တော်လေချင်းမကောင်းတော့လော Oh no. Okay. No, oh no. Okay,ကျွန်တော်ဘာကနေပတ်ပြီးတော့ဒီလက်တီထုံးမယ်လက်တီနဲ့ထုံးမယ်လက်တီကဲနောက်ဆုံးတော့နိုင်သွားပါပြီ Okay ဟုတ်ပြီနော်ဒါဆိုရင်တော့မဆိုးပါဘူး က
ကျွန်တော် Dasky ကိုပြမယ်Dasky ရှောလာနေပြီကောင်းနေရပြန်ပတ်မှရမယ်မရဘူးဗျာဂျီုံနှစ်ကောင်တော့ AFK ဖြစ်နေဘလို့မဆုံးမရဘူးကျွန်တော်အတန်တိုးနေတောင်းမှရဲ့အဲ့လိုမှအမီရောအမရောဖေရောအေးရုံရှိလို့နော်ကျွန်တော်နေ့ဟိုက်ဗီဒီယိုတစ်ပုဒ်တော့တင်လာအောင်ကြိုးစားမယ်ပေါ့နော်ဟုတ်ပြီဒီနားမှာစောင့်နေရောဒီနားလေးကစောင့်နေလိုက်တူပါကြပါဖြစ်နေတာဆိုတော့ဒီဘက်ကပြန်ပတ်သွားမှရမယ်ဗျ She like have ရှုံးသွားပါပြီကျွန်တော်တို့ဘလို့ကြီးလည်းမသိဘူးเนาะခင်ဗျာတစ်မျိုးကြီးပဲခတ်တယ်ဗျခတ်တယ်မနိုင်ဘူးခတ်တယ်ကျွန်တော်မရအောင်စောရတာကျွန်တော်အဲ့ဆိုရင်တော့ဆုံးတက်လိုက်ကြရအောင်ဗီဒီယိုလေးကိုဒီဂိမ်းကိုတော့ကျွန်တော်10မှတ်မှာ9မှတ်ပေးပါတယ်ဂိမ်းတော့ဒီဂိမ်းဖြစ်ပါတယ်ကျွန်တော်တို့ရှူတင်ဂိမ်းတော့မှာပတ်ကြည့်လို့မဟုတ်ပဲနဲ့မြန်ဆန်ဆော့ချင်တဲ့သူတွေတော့ကတော့လုံးဝမိုက်ပါတယ်ဂိမ်းကိုတော့အပေးဆိုးကနေပဲတောင်းလို့ဆော့လို့ရပါတယ်ဂိမ်းဟာကျွန်တော်တို့ဖုန်းနေနဲ့ဆော့လို့ရပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဖုန်းနဲ့ကင်ရတဲ့သူတွေလည်းစင်ပြေသွားတာကဲအဲ့ဆိုရင်ကျွန်တော်နောက်ဆုံးမြင်ပြောနေကြစကားဖြစ်တဲ့နောက်ဆုံးမှာကျွန်တော် like and subscribe လုပ်ဖို့မမေ့ကြပါနဲ့ခင်ဗျာကျွန်တော်နောက်နေ့ဒီလည်းဗီဒီယိုတွေထပ်တင်ပြီးအောင်မှာမလို့ like and subscribe လုပ်ဖို့တော့မမေ့ကြပါနဲ့ so see you next video အားလုံးပဲ bye bye ဒီဗီဒီယိုလေးကကောင်းနေတယ်လို့ကျွန်တော်ညီကုန်းချုပ်လိုက်ပါတယ် bye guys